လောက်ဖူမှာတွေ့ရတဲ့တာကန်၅မျိုးနံပါတ်1ပြည်ဘူးဆရာကြီးပြည်ဘူးဆရာကြီးဆိုပြီးစာပွဲမှာရှိတဲ့များတွေကိုလိုက်ချနေတဲ့ကောင်ပါဒီဘက်ကြည့်ရတာဘောင်ဒီမြင့်နေဆိုပြီးပြည်ဘူးချအောင်ပျော်နေတဲ့တာကန်ပါနံပါတ်2ဖူးလိုက်ကြွားတဲ့ကောင်ဖူးခေါင်းသားတွေနဲ့ထွက်ပေးမလို့နဲ့အချိန်ပြည့်ကန်ဒီကြမှာမထွေးပဲထားသွားတဲ့တာကန်ပါဒီတာကန်ကြည့်ရတာတော့အဲ့လိုလောက်ရတာကိုပျော်နေပုံရပါတယ်ဘလောက်ဖူပလေယာတော်တော်များများဒီလိုတာကန်နဲ့တွေ့လို့စိတ်ညစ်ခဲ့ကြဘူးပါဘာလို့အနေနဲ့ဒီဘက်နဲ့တွေ့ရင်ဝိုးပြရတာရှောင်းလေးကိုအကြံပေးပါနံပါတ်3ပြည်ဘူးလေ့ကျင့်တဲ့ကောင်ဒီဘက်ကအမြဲတမ်း MBC နဲ့ပြည်ဘူးလေ့ကျင့်နေတဲ့တာကန်ပါလူဝင်နဲ့ချရင်ရှုံးလို့ကိုပြီး MBC နဲ့ပဲထိုင်ပြီးတော့လေ့ကျင့်နေတဲ့ဘဲပါပြင်းလာမပြင်းလာသိချင်းဒီဘက်ကိုပဲသွားမေးကြီးကိုအကြံပေးပါ Okay. နံပါတ်4 level ပဲထိုင်ဖန်နေတဲ့တာကန်ပါဒီဘက်ကတော့တနည်းကို level တောက်လျှောက်ထိုင်ဖန်နေတဲ့တာကန်ကြီးပါဒီတာကန်ကြည့်ရတာ level မှမှာဘောင်းဝင်မယ်လို့ထင်နေရပါဘရာတို့လည်းဘောင်းဝင်ခြင်းနဲ့ဝင်ဒီဘက်တို့ level လိုက်ဖန်ကြည့်ဖို့အကြံပေးပါနံပါတ်5ကတော့ဘရာတို့ပါပဲ